မူရတောက်စားသူများအတွက်တပုတ်လောက်တော့ပြောပေးပါဖေ။လို့စာလေးပို့လာတာကိုတွေ့ရတယ်။နံပါတ်1အရက်ရဲ့ဆိုးကျိုးကိုကြားမာရေးရှုထောင့်ကနေပြီးတော့ပြောကြည့်မယ်။အရက်ဆွဲနေတဲ့လူဟာအရက်ပြတ်တာမခံနိုင်ဘူး။အရက်ထဲမှာအယ်ကိုဟောလို့ခေါ်တဲ့အရက်ပြန်တတ်အနည်းအများတော့ပါဝင်နေတယ်။အဲ့ဒီအရက်ပြန်တတ်နဲ့တွေ့ထိတဲ့သွေးဟာပြစ်ခဲပြီးတော့လာတယ်။သွေးဥတွေကလည်းအရက်ပြန်နဲ့စိမ့်ထားတဲ့အတွက်မာကြောလာတဲ့သဘောရှိတယ်။အရက်မတောက်တဲ့တာမန်လူတွေမှာရေတောက်လိုက်ရင်သွေးကအကြီးပြောပြီးတော့သွေးလေပတ်မှုတွက်တွက်လက်လက်ဖြစ်စေနိုင်တယ်။အရက်သမားတွေကတော့ရေထည့်ပေးုံနဲ့သွေးကအကြီးပြောမလာတော့ဘူး။တောက်နေကြအရက်ထည့်ပေးလိုက်မှာပဲ။အရက်သမားရဲ့သွေးကအကြီးပြောပြီးတော့တွက်တွက်လက်လက်နဲ့ခန္ဓာကိုယ်ကိုလေပတ်စေနိုင်တယ်။ဒါကြောင့်အရက်သမားဟာအချိန်ကြလို့မှလိုအပ်နေတဲ့အရက်ထည့်မပေးနိုင်ရင်သူ့ရဲ့သွေးကပြစ်ခဲပြီးတော့လေပတ်ဖို့အခက်အခဲတွေတွေ့လာရတယ်။အဲ့ဒီအချိန်မှာနှလုံးကတအားဖြစ်ညစ်နေပြီမဲ့သွေးကပြစ်ခဲနေလို့သွေးကြိုထဲမှာပိတ်ဆိုးပြီးတော့သွေးလေပတ်မှုပုံမမှန်တော့ဘူးပေါ့။အဲ့ဒါလို့သွေးတွေပြစ်ခဲပိတ်ဆိုးနေတဲ့အတွက်နှလုံးသားဟာအင်အားပိုးစိုက်ပြီးတော့ညှစ်ထုတ်ရလို့အရက်သမားဟာနှလုံးတုံရင်ခုန်ပြီးတော့မောလာရတယ်။ခြေပြားလက်ပြားထိအောင်သွေးမရောက်တော့အရက်သမားရဲ့လက်တွေခြေတွေဟာတုံးနေတာပေါ့။ရင်တွေပူးပြီးတော့ရေတွေငတ်တယ်။တွေတွေပြည့်ချွဲလာတယ်။အုံနောက်ထဲရှိသွေးကြောငယ်များစီကိုသွေးသစ်တွေအပြည့်အဝမရောက်လာတဲ့အတွက်အရက်သမားဟာစိတ်ဓာတ်ပုံမမှန်မဲနဲ့ကြောင်ခြောက်ချားတွေလည်းဖြစ်လာတယ်။စုံမှုတလို့နောက်မှုတလို့ဖြစ်လာတယ်။ဒါဟာအုံနောက်ထဲကိုသွေးပုံမှန်မရောက်လို့ဖြစ်တယ်။သူ့ရဲ့အုံနောက်ကိုစက္ကန့်တိုင်းမှာသွေးသစ်တွေပို့ပေးပြီးတော့အုံနောက်စီကိုသွေးသစ်မရောက်လာတော့ဘူးဆိုရင်အုံနောက်ရဲ့ကလပ်စီးတွေဟာပျက်စီးချိုးယွင်းလာတာပေါ့။နောက်လူတွေစားတဲ့အစားအစာတွေထဲမှာပါတဲ့အဆိပ်အတောက်တွေကိုအသေးကစုပ်ယူပြီးတော့ခြေဖြတ်ပေးရတယ်။အရက်သမားတောက်လိုက်တဲ့အရက်ပြန်တွေကိုလည်းအသေးကဒိုင်ခံစုပ်ယူပြီးတော့ခြေဖြတ်ပေးနေရတာ။အရက်ပမာဏကလည်းများတောက်တဲ့အကျဉ်းကြီးကလည်းများလာတဲ့အခါအသေးဟာနိုင်အောင်အဆိပ်အတောက်တွေကိုမခြေဖြတ်နိုင်တော့အရက်သမားရဲ့အသေးထဲမှာအရက်ပြန်ဓာတ်တွေစုပုံပြီးတော့အသေးဟာတဖြည်းဖြည်းနဲ့မာကြောလာတယ်။အသေးကအလုံးမလုံးနိုင်တော့တဲ့အခါတကူလုံးအရက်ပြန်အဆိပ်သက်ပြီးတော့အသားအရည်တွေပွားတက်လာတယ်။ကုဋ္ဌနူနာဖြစ်သလိုအရက်သမားဟာနရက်တွေနှုတ်ခမ်းတွေထူးပြီးတော့မျက်နာကြီးနီမြန့်ထွက်လာတာတွေ့ရတယ်။ဒါဟာအရက်နဲ့ပတ်သက်ပြီးတော့ဖြစ်ရတဲ့ခန္ဓာကိုယ်ရဲ့ဆိုးကျိုးဒုက္ခတွေပေါ့။တခါအရက်တောက်စားမှုရဲ့ဘဝဆိုးကျိုးတွေကိုကြည့်ရင်နံပါတ်1မူရတောက်စားနေသူဟာဒနာဇာနီတဲ့စီးပွားပျက်စီးတယ်။တောက်စားနေမှုတွေကြောင့်လဲငွေတွေကုန်တယ်။ကျန်းမာရေးကုရလို့လဲစီးပွားရေးတွေပြတ်နိုင်တယ်ဆုတ်ယုတ်နိုင်တယ်။တောက်စားဖို့ကြီးပဲစိတ်ကရောက်နေလို့လဲကြီးပွားရာကြီးပွားကြောင်းကြံစီဖို့စိတ်ကမရောက်တော့ဘူးပေါ့။ဒါကြောင့်အရက်သမားဘဝလုံလုံကြရောက်သွားပြီဆိုရင်သိကြပါတယ်။စီးပွားရေးကြီးပွားရေးမလုပ်နိုင်တော့ပဲကျမ်းမာရေးကစစီးပွားပြတ်တော့တာပဲ။နံပါတ်2ကလဟပဝဒနာနီကိုနှုတ်တင်နဲ့ရန်နေဖြစ်ညင်းကြခုံကြနဲ့ညင်းခုံမှုတွေရန်တွေကိုတိုးပွားစေတယ်။ဒါတွေကလည်းလက်တွေ့မြင်နေကြရတာပါပဲ။ဖခင်ဖြစ်သူတွေအရက်ဆိုင်သွားရန်ရန်နေဖြစ်ကြလဲကြပြေးကြနဲ့ဆိုအိမ်ကမိန်းမနဲ့သားသမီးတွေလိုက်ပြီးတော့မျက်နှာငယ်ငယ်အရှက်တရားတွေကိုပွက်ထားပြီးတော့ခေါင်းငုံပြီးလမ်းဘေးကဖခင်ကိုအိမ်ပြန်သေးကြရတာတွေမြင်နေကြရတာပဲမဟုတ်လား။နံပါတ်3ရောဂါနာအာယတနာနဲ့ယောဂအပေါင်းရဲ့တရားဖြစ်လာအရက်သမားဟာနောက်ပိုင်းယောဂမျိုးစုံဝင်လာတတ်တယ်။သွေးပြည့်လို့နှလုံးဖောက်တာဖုံးနှောက်ဖောက်ပြီးတော့ကြောင်းလာတာမစားနိုင်မတောက်နိုင်ဖောရောင်လာတာစတဲ့ယောဂပေါင်းစုံဟာအရက်သမားတွေမှာဝင်လာခံရတယ်။ဒီခန္ဓာကိုယ်ထဲကိုအစိတ်တွေနေတိုင်းထည့်နေတာဒီခန္ဓာဘာခံနိုင်ပါလဲ။နံပါတ်4အာဂိတ်တိသင်္ဇနနီမကောင်းတဲ့နာမည်ပြက်သတင်းတွေထွက်တယ်
လူတန်ဖို့ကြလာတယ်ဝန်းကျင်ကလည်းကိုလူလူမမြင်တော့ပဲနဲ့လူအောက်တန်ဖို့ချပြီးတော့အယူလိုအကြောင်းလိုအပေါ်လိုတန်ဖို့ထားလေးစားခြင်းမရှိတော့ပဲလူတန်ဖို့ကြပြီးတော့သွားတာခံရတယ်နံပါတ်5ကောဘိနာနိဒံတနီတဲ့ရှက်ရမှန်းကြောက်ရမှန်းမသိဟိုဟာလှမ်းပြဒီဟာလှမ်းပြနဲ့ဘဝရဲ့သိက္ခာတရားတွေဆိုတာတွေကိုလုံးဝကွာကြကုန်တဲ့အထိဖြစ်ပြီးတော့လူမှာသိက္ခာတရားဆိုတာမရှိသလောက်ကြာဆင်းသွားတယ်နံပါတ်6ပညာရဒုပ္ပလီကရဏအသိဉာဏ်တွေအားနည်းသွားတယ်အရက်ကလူအုံနောက်အသိဉာဏ်တွေကိုဖျက်ဆီးပစ်တယ်ဒါကြောင့်နောက်ပိုင်းအုံနောက်တွေကြောင်တဲ့အထိဖြစ်ကုန်တယ်ဒါတွေကတော့အရက်တောက်မှုကြောင့်ဖြစ်တဲ့ဘဝရဲ့ဆိုးကျိုးတွေလို့ဆိုရမယ်အရက်သမားဘဝရဲ့အဆိုးဆုံးအဆိုးဝါးဆုံးစိတ်ဆင်းရဲစရာတွေကတော့ကိုယ်တိုင်ကမိသားစုတာဝန်တွေမယူနိုင်တော့ကိုမယားအပေါ်မှာလဲဘာမှအသုံးမဝင်တော့တဲ့ငါ့ကိုပြစ်မြသွားမလားဆိုတဲ့ကိုယ့်ဘက်ကအားငယ်မှုတွေကြောင့်ဖြစ်ပေါ်နေရတဲ့စိတ်အားငယ်မှုစိတ်ခံစားမှုတွေရှိတယ်သားသမီးမြေးတွေကအစကိုမိဘကိုအဖေကိုအထင်ကြီးလေးစားတဲ့အကြည့်တွေအပြောတွေပျောက်ဆုံးကုန်ပြီးတော့သားသမီးတွေကိုယ်တိုင်ကအယက်သမားမိဘကိုတန်ဖိုးချပြီးတော့ပြောဆိုဆက်ဆံခံရတဲ့စိတ်ဒဏ်ရာစိတ်အနာတွေခံကြရတယ်ဝန်းကျင်ဆွေမျိုးတငယ်ချင်းအားလုံးကလည်းကိုယ့်ကိုလူတန်ဖိုးချပြီးတော့ဆက်ဆံခံရတဲ့စိတ်အနာစိတ်ဒဏ်ရာတွေဟာဘဝမှာအယက်သမားတယောက်ကအဆိုးဆုံးလို့မြင်မိတယ်ပြောဆိုမှုကလွန်စာရှည်လျားလာတဲ့အတွက်ဒီလောက်နဲ့ပဲညီကုန်းချုပ်ချင်ပါတယ်အားလုံးမူရတောက်စားစတဲ့မကောင်းတဲ့ဘဝတွေကလွတ်မြောက်နိုင်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်